ရာမလေးလေ့ကျင့်တဲ့အခါမှာလည်း2မိနစ်လေ့ကျင့်ပြီးတော့မလား2မိနစ်အငြိမ်နေရမယ်နော်ဒီပေါ်မှာဆရာမတို့နေရာချဖို့အတွက်နော်ဘယ်နေရာဘာလုပ်ဖို့အတွက်ပြင်ဆင်ချိန်9မိနစ်ပေးပါမယ်နော်မပူပါနဲ့အဲ့လိုကြီးတက်တာနဲ့တခါတည်းပြန်ရမှာမဟုတ်ဘူးလीနော်ပြင်ဆင်ချိန်9မိနစ်လောက်ပေးမယ်ပြီးရင်ပြင်မယ်ပြီးရင်2မိနစ်အငြိမ်နေမယ်ဆရာမတွေကတက်ပြီးတော့စစ်ဆေးမယ်ဘယ်သူတွေလှုပ်လဲကြည့်မယ်လုံးဝမလှုပ်အောင်ခုတောင်လှုပ်နေပြီနော်ရီလည်းမရီရဘူးနော်ဟိုကြည့်ဒီကြည့်တောင်ကြည့်မြောက်ကြည့်မရဘူးကဲဒါဆိုရင်ဟုတ်ပြီပြိုင်ပွဲမှာဘယ်အဖွဲ့တွေအရင်ပြိုင်မလဲဆိုတာကိုဆရာမတို့ကြည့်မယ်ဒါကြောင့်မလို့အဖွဲ့ခေါင်းဆောင်နေဆရာမစီမှာမဲလာနိုင်ပေးပါကဲ4ယောက်လုံးလာပါမြင်မြင်လေး4ယောက်လုံးလာပေးပါအနီးလိမ္မောအဝါစိမ့်လာပြီဟုတ်ပြီโอเคကဲ4ယောက်နန်းထိုက်ပါလာဆုံးတွေ့တာကဲအဝါသင်းကစိတ်လှရှားတာအနီသင်းကအလိမ္မောသင်းကအစိမ့်သင်းကအဝါသင်းကနော်ဟုတ်ပြီအနီသင်းကသတုဋ္ဌရှင်ပြန်ရမှာဖြစ်ပါတယ်အဝါသင်းကတတိယမြောက်ရှင်ပြန်ရမှာဖြစ်ပါတယ်လိမ္မောသင်းကဒုတိယဖြစ်ပါတယ်အစိမ့်သင်းကပထမဆုံးရှင်ပြန်ရမှာဖြစ်ပါတယ်ကဲဟုတ်ပြီဒါဆိုရင်ဆုတောင်းမယ်နော်ကဲဟုတ်ပြီဆုတောင်းမယ်ဖျားသခင်ကိုရော့ကိုကျေးဇူးတင်တယ်နှုတ်ကပတ်တော်သင်ခန်းစာတွေနဲ့ပတ်သက်ပြီးတော့၎င်းဒီနေ့ကလေးများသည်ဒီရုပ်တွေအစီအစဉ်မှာပါဝင်ရကြအဖြစ်ဒီဇက်ရုပ်တွေအဖြစ်လေသူတို့ရဲ့အသက်တာမှာခံယူစရာလိုက်လျှောက်စရာများကိုတွေ့ရှိစေပါယုံကြည်ခြင်းကိုတိုးပွားစေပါဒီရုပ်တွေရှင်းပြရခြင်းအဖြစ်ကောင်းကြီးဖြစ်စေပါပါဝင်မဲ့သားသမီးရောက်တိုင်းနဲ့တိုင်းလုပ်ပြီးမဲ့ဆရာမများကိုလည်းကောင်းချီးပေးပါဒီပြိုင်ပွဲချိန်တိုင်းဆလေဆုံးဆက်ကတ်တဲ့ခါမှာသခင်ရှုနာမ၌ဆုတောင်းတဲ့ဆက်ကတ်ဆပြုပါတယ်ဖျားသခင်အာမင်ကဲဒါဆိုရင်ဒိုင်လုံးမဲ့ဆရာမတွေကတော့သူတို့ဘယ်လိုပေးမလဲဆိုအမှတ်ပေးကအခုဆရာမတို့လုပ်တဲ့အစီအစဉ်တွေကအခုပြိုင်ပွဲမှာပါဝင်မဲ့ရှင်ပြိုင်မဲ့ဇက်ရုပ်တွေကဒီခေတ်မဟုတ်ဘူးလေနော်ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဇက်ရုပ်တွေဖြစ်တဲ့အခါမှာအဲ့ဒီဇက်ရုပ်တွေရဲ့အဲ့ဒီအချိန်တုန်းကအပြင်ဆင်တွေလိုမျိုးပြင်ဆင်ပြီးတော့ဝတ်စားဆင်ရမှုနော်စီကံရှိမှုနော်စီလုံးမှုဂါရဝပြုတာတွေအဲ့ဒါတွေကိုလည်းကြည့်ပေးမှဖြစ်တယ်ဆိုတော့အဲ့ live ဖတ်တဲ့ဝတ်စားဆင်ရမှုစီကံရှိမှုစီလုံးမှုတွေဆရာမတို့စုစုပေါင်းအမှတ်90ပေးထားပါတယ်ဒါကြောင့်မလို့အဝတ်စားကောင်းကောင်းတသက်ရနဲ့အဲ့ဒီခေတ်တုန်းကအနေထားမျိုးအနည်းဆက်ဆုံးဝတ်နိုင်တာနဲ့စီကံရှိရနဲ့မင်းတို့ဘယ်နှမှတ်ရပြီလဲ90တဝက်တောင်ရပြီနော်ဒါကြောင့်မင်းတို့ရဲ့အပြင်ဆင်ရလဲရမ်းရေးကြည့်ပါတယ်လို့နော်ပြီးရင်အခုတသားမိမိတို့မုံငါးလုံးငါးနှစ်ကောင်နော်တိတရဘိုလ်ချုပ်တို့ပြီးပင်လယ်နီဖြတ်တာတို့ပြီးလို့ရှင်ဒါဝိဒ်နဲ့ကောလဲလို့အဲ့ဒီဇက်ရုပ်တွေကိုပြီးပြအောင်တရုပ်ဖော်နိုင်ရခုနလိုက်ဖတ်တဲ့ဝစားစင်ရမှုနော်အခုကတရုပ်ဖော်တာပုံစံကတခါတည်းဒါဝိဒ်ကလည်းတိုက်တော့မယ်ဆိုတိုက်တော့မယ်ပေါ့ကောလဲကလည်းချတော့မယ်ဆိုချတော့မယ်အဲ့လိုမျိုးပြီးပြင်းနဲ့နေရတဲ့နေရာတကယ်ကိုပြိုင်မဲ့ဇက်ရုပ်ကိုကောင်းဆုံးတရုပ်ဖော်နိုင်တယ်ဆိုလို့ရှင်နော်အမှတ်90စောစုစုပေါင်းဘယ်လောက်လဲကဲဇက်ရုပ်ကိုပေါ်လင်အောင်တရုပ်ဖော်နိုင်မှုကဲအဲ့ဒါကိုဆရာမအစဲတိုင်းဆရာမအစဲနေရာယူပေးပါဆရာမဖိတ်ခေါ်ပါလေလက်ခုပ်တန်ပြော့နေတော့တကယ်စိတ်ကောက်ပြီးတော့မလျှော့သွားဘူး
ကဲလိုက်ဖတ်တဲ့ဝတ်စားစီရင်မှုစီကံရှိမှုစီလုံးမှုတွေကိုတော့ဆရာမတီတာကဲအားလုံးစင်သင်ဖြစ်ပြီဆိုရင်တော့ဆရာမတို့ရှင်ပြိုင်မှုတဲ့ပထမဦးဆုံးရှင်ပြိုင်မှုအလှည့်ကြတော့အစိမ့်သင်းဖြစ်ပါတယ်အစိမ့်သင်းကိုစင်မြင့်ထက်မှာပြင်ဆင်နေရာယူဖို့အချိန်ပေးပါပြီ
လေးစားရပါတော့တပါပတိကြီးနဲ့အမတ်ပေးထိုင်လူကြီးများနဲ့တကွာကြာလာတော့ဂုံတေရှေပရိသတ်များအလုံးကိုသမီးတို့အစိမ်းအသင်းမှာမင်္ဂလာပါလို့ကာရဝပြုလိုက်ပါရှင်သမီးတို့အခုတင်ဆက်ပြသမယ့်ရုပ်ပုံလေးကတော့မောရှေနဲ့ဣသရေလလူမျိုးတို့ရဲ့ပြည်လည်နီဖြတ်ကူးပုံလေးကိုပြသသွားမှာဖြစ်ပါတယ်သမီးတို့ကိုကြည့်ရှုအားပေးကြပါဦးရှင်ကြည့်ရှုအားပေးသွားတဲ့သူရစတဲ့ပေါ်ဖျားဖြင့်ကောင်းချီးပေးပါစေကဲဟုတ်ပြီလိမ္မော်အသင်းကကြိုပြီးထွက်သွားတယ်နော်နောက်ဆိုရင်ကျန်တဲ့အသင်းတွေအဲ့လိုမလုပ်အောင်နော်တသင်းပြိုင်ပြီးပြီသူတို့ဆင်းလာပြီဆိုတော့မှတောက်သမီးတို့ဆရာမကနေရာယူလို့ရပါပြီဆိုမှထွက်မယ်နော်ကိုသူများအသင်းပြိုင်တဲ့ဟာကိုဘာလုပ်ရမလဲအားပေးရမယ်ကြည်ရမယ်ဟုတ်ပြီနော်ကဲဒါဆိုရင်ရှင်ပြိုင်သွားတဲ့အစိမ်းအသင်းကိုလည်းထူးပဲကျေးဇူးတင်ပါတယ်ကဲလိမ္မော်အသင်းကတော့နေရာယူဖို့သူတို့လည်းစိတ်စောနေပြီနော်ကဲနေရာယူလို့ရပါပြီလို့ဆရာမပြင်ဆင်ချိန်9မိနစ်ပေးမှာဆိုတော့အချိန်ရတယ်နော်ခုနအစိမ်းသင်းဆို2မိနစ်ပဲကြာတယ်ဒါကြောင့်မလို့ကြံတဲ့သူတွေလည်းအခုအဝါနဲ့အနီနဲ့အေးအေးဆေးထိုင်ပါအေးအေးဆေးကြည့်ပါနော်ကဲလိမ္မော်တင်းနေရာယူလို့ရပြီနော်
စားအပ်ပါတော့ဂုဏ်တရရှိတော့တပတ်တိကြီးများနဲ့တိုင်အမှတ်ပေးမိတိုင်များအားလုံးနဲ့အသေးသားများအားလုံးကိုမိတို့လိမ္မော်အသင်းမှာဂါရဝပြုပါရရှင်ကြည့်ရှုပြီးဆက်လက်ပြီးအားပေးပါအောင်ရှင်သမီးတို့တိဆက်ပြသွားပေးမယ်ရုပ်တင်တဲ့ခေါင်းစဉ်ကတော့မုံငါလုံးနဲ့ငါးနှကောင်ဖြစ်ပါလိမ့်ရှင်လိမ္မော်အသင်းတိဆက်ပြသသွားတာကတော့ဒီလောက်ပါပဲရှင်အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေရှင်
ရှင်ပြိုင်ပေးသွားတယ်လိမ္မော်သင်းမသားငယ်သမီးငယ်များကိုအထူးပဲကျေးဇူးတင်ပါတယ်လို့အားရပါရလက်ကုပ်တီးပြီးတော့လိမ္မော်သင်းကိုအားပေးပါဦးကဲဟုတ်ပါပြီအခုဆက်လက်ပြီးတော့တတိယမြောက်ရှင်ပြိုင်မှုအလှည့်ကျတာကတော့အဝါသင်းဖြစ်ပါတယ်အဝါသင်းကိုလည်းလက်ခုပ်တီးပြီးတော့ဖိတ်ခေါ်ရအောင်ကဲအဝါသင်းနေရာယူပြီးတော့ပြင်ဆင်လို့ရပါပြီလို့ကတော့ပြုတ်လိုက်လေမသိဘူးခါခါခါဘာမှမပြည့်ဘူး他都不配了些呢，新娘考了到，都不会跟来，都不开来的多，开不会，都不会个不不的怕，不开都来他也要了，这气的。阿姑大罗是别的有跑别到没，有的那个罗，大为呢高丽亚罗是没别嘛对家罗对到有的那边批发的，也口子扫描人呢，继续阿贝家宝怎么样？
ကြည့်ရှုအပ်ပေးကြသောအရောက်စီတက်ကိုကျေးဇူးတင်ပါသည်ဖျားသခင်အလုံးအပေါ်ကိုကောင်းချီးပေးပါစေ ရှင်ပြိုင်သွားတဲ့အဝါအသင်းမှာတားငယ်သမီးငယ်များကိုကျေးဇူးတင်ပါတယ်လို့တားငယ်သမီးငယ်များအဝတ်စားတွေပစ္စည်းတွေတင်ပြီးเนาะအချိန်မီနေရာမှာပြန်လဲနေရာယူပေးဖို့ဖြစ်ပါတယ်လို့เนาะပြီးတဲ့အခါမှာကိုယ့်အိမ်ကဒေဦးဖုန်းတွေစလောင်းဖုန်းတွေလည်းမမပဲနဲ့ပြန်ပြီးတော့ယူသွားကြပါလို့เนาะကဲဟုတ်ပြီဒါဆိုလို့ရှိရင်အဝါအသင်းရှင်ပြိုင်လို့ပြီးတဲ့အခါမှာနောက်ဆုံးပိတ်အိမ်နဲ့လွယ်ရှင်ပြိုင်မဲ့အသင်းကတော့မပြိုင်တော့ဘူးလားတိုင်မှာအနီးသေးဖြစ်ပါတယ်အနီးသေးနေရာယူလို့ရပါပြီအားလုံးပဲမင်္ဂလာပါရှင်။သမီးတို့ရဲ့နောက်ဆုံးအသင်းဖြစ်တဲ့အညီအသင်းကရှေးဦးစွာဂါရဝပြုရှင်ပါတယ်။သမီးတို့ဒီနေ့ရှင်ပြိုင်မဲ့နာမည်ကတော့ဒေဘောရာနဲ့ဘာရက်ဘရင်ဘာဘိုချုပ်တီတရာတို့ရဲ့တိုက်ခိုက်ခဲ့တဲ့ဒီရုပ်တွေကိုပြသပေးသွားမှာပဲဖြစ်ပါတယ်ရှင်။အားလုံးပဲရင်ခုန်စွာစောင့်မျှော်ကြည့်ရှုပေးပါဦးရှင်။ Dia kau biawan. Enam tu.
ဒီနေ့ရှင်ပြိုင်သွားတဲ့ပြဆက်လေးကတော့ဒီလောက်ပါပဲရှင်အားလုံးကြည့်လို့ပြောရဲလားရှင်အတန်လေးတိုးရန်တော့အားလုံးကြည့်လို့ပြောရဲလားရှင်ဒါဆိုရင်လက်ခုံတက်လေးအကျယ်ကြီးကြားချင်ပါတယ်နောက်ဆုံးအနေနဲ့အားလုံးကိုပြန်ပြီးတော့ကာရပြုရှင်ပါတယ်ကဲရှင်ပြိုင်သွားတယ်အနီသေးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်လက်ခုပ်တီးပြီးတော့နောက်တစ်ချိန်ပြန်ပြီးတော့အားပေးလိုက်ရအောင်တသမီးတို့အားလုံးပြောလားလေးသိန်းလုံးလည်းအရန်ကောင်းတယ်နော်ဆိုတော့ဂျိုင်နေတော့ခေါင်းကိုက်နေလောက်ပြီသိလားသူတို့အမတ်ပေးဖို့တဲ့ခေါင်းကိုက်နေလောက်ပြီဟုတ်ပြီပေါင်းနေတယ်ပြီးပြီကဲဒိုင်များရဲ့ပြန်လဲသုံးသက်ခြင်းကိုလည်းဆရာမတို့ကြားဖို့ဖြစ်ပါတယ်လို့ဒီနေ့တော့ပြန်လဲသုံးသက်ပေးဖို့တဲ့ဆရာမတီတာကိုဖိတ်ခေါ်ပါတယ်ကလေးတွေတဲ့ဆရာမတွေကတို့တပီတော့ဆရာမတွေကရန်အနိုင်ရချင်တယ်မင်းတို့ထက်တော့အနိုင်ရချင်တယ်သိလားကဲဟုတ်ပြီနော်ဒီနေ့တို့တပီတော့တယောက်ချင်းစီတိုင်းနော်ရှင်ပြန်သွားတဲ့အခါမှာအဖွဲ၄ဘွဲ့စလုံးတီးတဲ့အခါမှာလေဟာဆရာမတို့ကြည်နေနေအရန်အားရတာပဲနော်တို့တပီတော့မှာပြင်ဆင်စရာအချိန်ရှိလားဟောမရှိဘူးဟုတ်တာပေါ့မရှိဘူးပေါ့နော်မနေ့ကပြန်ငယ်နီးရမှတည်တယ်နော်အိမ်ကိုပြန်ပြီးတော့ဟုတ်လားအိမ်ကနေပြီးတော့ပေးချင်လားမပေးချင်လားမသိဘူးရှိသမျှဆောင်းနေပစိုးတွေကြံသေးလားအပားတို့ပစိုးတွေကြံခဲ့သေးလားဆောင်းနေရောဒံဝိုးဖုံးနေရောမမစင်နေနော်ကဲဟုတ်ပြီနော်အားလုံးပဲလေတခဲဟိုစားပြပေါ့နော်အကောင်းဆုံးသရုပ်ဆောင်သွားကြတာတွေ့ရတယ်ပေါ့နော်အဖွဲ့တိုင်းမှာလေတွေ့ရလို့အားလုံးကိုကျေးဇူးတင်တယ်နော်ပြီးတော့လေအဖွဲ့တိုင်းမှာကလေးငငယ်လေးတွေပါတယ်နော်ငယ်လေးတွေပါငငယ်လေးတွေဆိုငငယ်နေနိုင်လားမနေနိုင်ပါဘူးဒါပေမဲ့စူးစမ်းပြီးတော့လေသူတို့အတက်နိုင်ဆုံးနေသွားတယ်နော်2မိနစ်ပြင်မဲ့လေ1မိနစ်လောက်တော့ငြိမ်နေနော်1မိနစ်လောက်တော့ငြိမ်နေကျန်တဲ့1မိနစ်မှာတော့ငြိမ်မနေတော့ဘူးနော်ဟိုလှုပ်ဒီလှုပ်တော့ကြောက်တုံးတွေလည်းလှုပ်လိုက်နော်ခါလေဟိုပင်လေရလည်းတခါလဲလှိုင်းနေတအားတဲ့တော့ခါလေလေမုံတိုင်းတွေကလည်းတန်လာတော့လှုပ်ရွနေရပဲနော်အစပိုင်းလေးတော့ငြိမ်တယ်ဒါပေမဲ့အရန်နော်အားလုံးချစ်စရာကောင်းတယ်အားလုံးစူးစမ်းပြီးလှုပ်ဆောင်သွားတဲ့အတွက်ကြောင့်အဖွဲ့တိုင်းအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်လို့နော်ကုညီပေးခြင်းတဲ့ကတော့ရုပ်သေးဆိုတာဘာလုပ်ကြမလဲညင်လေးနေရမှာလေနော်စမတို့မျက်တောင်ခက်လို့ရမှာကြားတယ်နော်မျက်တောင်ခက်လို့ရမျက်လုံးအလုံးလို့ရလားမရဘူးမျက်တောင်တော့ဒီလိုမျိုးဖြစ်ပါတယ်เนาะတချို့တစ်ဖွဲ့ဆိုလို့ရှိရင်ပထမဆုံးဦးဆုံးအဖွဲ့ဆိုဆရာမတို့ကကြည့်လဲကြည့်နော်သူတို့ကဆရာမတို့ဘယ်လိုလဲတဲ့အစင်ပြေလားဆိုဘယ်လိုပြောရမလဲအဲ့ဆိုတို့ကဘယ်လိုပြန်လုပ်ပြရမှာလဲဒီလိုလုပ်ပြရမှာလားနော်ရုပ်သေးပါဆိုငင်လေးနေရမှာလေဆရာမတို့ဘယ်လိုလဲဆိုတော့ဘယ်လိုပြောရမလဲလို့နော်နောက်တစ်ခါအဲ့လိုမလုပ်နဲ့နော်သိလားအမတ်ပေးနေတာဖြစ်ပါတယ်လို့နော်ကိုမမတွေကတော့ကြိုးစားပြီးတော့နော်ကြိုးစားပြီးတော့
အကုန်လုံးငြိမ်ငြိမ်ကြည်ကြည်ငြိမ်ငြိမ်နဲ့လှုပ်သွားပြီမယ်နော်ကလေးလေးတွေကတော့တိတ်ကြကြမနေနိုင်ဘူးနော်ဒါပေမဲ့သားတို့တပည့်တို့စူးစမ်းပြီးတော့လှုပ်ဆောင်သွားပါတယ်လို့နော်အားလုံးကိုကျေးဇူးတင်တဲ့ဝတ်စားစီမှုနဲ့ပတ်သက်လို့ကလည်းအတက်နိုင်ဆုံးပေါ့နော်တူအောင်လုပ်တယ်ဥမာဂေါ်လီယက်ဆိုရင်လည်းခစ်တစ်ဂေါ်လီယက်ပေါ့နော်စက္ကူဘုံခုံကြီးနဲ့ဟလားခါရမြမပြည်ကမုတ်ပါကြီးညာပေးလိုက်တာနော်နော်ဘီစကစ်လာပါလားအဲ့လိုမျိုးနော်စူးစမ်းပြီးတော့အဲ့လိုမျိုးတူအောင်တော့စူးစမ်းပြီးတော့အတက်နိုင်ဆုံးတော့လှုပ်သွားတယ်နော်ခါလေအိမ်ကဒန်ဝိုးဖုံးခေါ်မလားဒဲဝိုးဖုံးနေခေါ်မလားနော်အကုန်လုံးပါလာကြတယ်နော်ဒါပေမဲ့တခုလေးပေါ့နော်ကူညီပေးချင်တယ်နော်ဟိုဒီဘောရာလန့်ကင်တာလားဓားကင်တာလားဓားကင်တယ်နော်ခစ်တစ်ဒီဘောရာပါနော်ဒီဘောရာပါလေဘာလောက်ကလဲပရောဖက်လေးနော်သူကိုယ်တိုင်ဝင်တိုက်လားသူကိုယ်တိုင်ဝင်တိုက်လားမတိုက်ဘူး तू ကဘာလုပ်တာလဲအတူတူအဖော်လိုက်ပေးတာနော်အကြံပေးတာနော်ဥဆောင်ပြီးသွားတာနော်အားလေးတစ်ခုကိုကူညီပေးချင်ပါတယ်လို့ဒါကြောင့်ကိကလာအရာတို့တွေကရုပ်သေးဟိုးတမချမ်းသာကိကအကြောင်းတွေတို့တွေကတရုပ်ဆောင်ပြီးရှင်းပြတော့မယ်ဆိုလို့ရှိရင်အဲ့ဒီကိကလာမှာတရုပ်ဆောင်တဲ့ပုံကိုယ်တွေကဘယ်လို character ရှိတယ်เนาะသူတို့ရဲ့တာဝန်တွေကဘာတွေလဲဆိုတာကိုเนาะတားလို့သူတို့ကသိပြီးတော့ပြင်ဆင်ဖို့အတွက်အကြံပေးလိုပါတယ်လို့เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်မြန်သွားတဲ့တားလို့သူတို့အားလုံးပေါ်ဖျားတင်ကောင်းကြီးပေးပါစေเนาะဒီဘောရာကိုဓာတ်ခိုင်ခိုင်းတဲ့ဆီယာမတွေကိုအမှတ်လျှော့လိုက်တော့မယ်နော်ကဲဟုတ်ပါပြီအမှတ်စင်းရပါပြီဒီနေ့မကြင်ညာတော့ရင်ကောင်းမှတင်တယ်4နိုင်ထိုးနေပြီကြင်ညာမလားဒါဆိုမြန်ကြင်ညာလိုက်တော့မယ်နော်ကဲပထမဆုံးရှင်မြိုင်သွားတဲ့အစိမ့်သင်းရရှိတဲ့ရာမစုစုပေါင်းကတော့94မှတ်ဖြစ်ပါတယ်အစိမ့်ကမပြောဘူးအဝါသင်းနဲ့ကျန်တဲ့3သင်းပြောတယ်နော်ကဲဟုတ်ပြီလိမ္မော်သင်း95မှတ်အဝါမြန်မဲကြင်ညာလိုက်မယ်နော်95မှတ်ပါပဲနောက်ဆုံးပဲတိုင်းတွေကိုပြန်ပြောရမယ်ခဏလေးနည်းနည်းလေးနော်ဒီမှာအမှတ်ရေးထားဆရာမတေချာလားမတေချာလားပြန်ပြီးအတီးပြလိုက်တဲ့အခါမှာတော့အနီးဖွဲ့ရရှိသွားတဲ့စုစုပေါင်းရမှတ်ကတော့သားတို့သမီးတို့ဆရာမတွေကိုစိတ်ငြိမ်စေဝယ်တိုက်လိုက်ပါတော့စိတ်ငြိမ်စေဘယ်တော့တဲ့စိတ်လုံးရှာအနီးသေး94မှဖြစ်ပါတယ်ဒါဆိုရင်တော့ဒီကနေ့ရုပ်သိမ်းပြိုင်ပွဲမှာလိမ္မော်အဝါ95မှစီနဲ့ပူးတွဲပထမရရှိသွားပါတယ်အနီနဲ့အစိမ်းကတော့ပူးတွဲဒုတိယရရှိသွားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျမတို့ရဲ့အလံတင်ခန်းသားလေးကိုဆက်ပြီးတော့သွားပါမယ်တီလုံးလေးမားစားပါဦးတီလုံးလေးအလံတင်ခန်းသားတော့တီလုံးလေးခုနတော့တိုက်ပွဲခေါ်တယ်လေတိုက်ပွဲခေါ်တယ်ဒီကအလံတင်ခန်းသားကိုတီလုံးလေးနဲ့မတက်လိုက်ရအောင်ဒီနေ့တော့အလံတင်ခန်းသားကိုတီလုံးလေးနဲ့တက်ပြစေတန်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 ကဲဒီနေ့အလံနိုင်ရဲ့ရှင်ရထဲမှာဆက်လက်ပြီးတော့တည်ရှိနေတာတော့အဝါသင်းဖြစ်ပြီးတော့အဝါသင်းနဲ့ဒီနေ့ပြိုင်ပွဲမှာပူးတဲ့နိုင်ရရှိသွားတဲ့လိမ္မော်သင်းရဲ့အလံနိုင်ရလည်းထိတ်ကိုတက်မှာဖြစ်ပါတယ်ဆရာမခဏလေးတီးလုံးလာမှာပဲတက်ပေးပါဆရာမတီးလုံးလက်ကောက်တီးမယ်နော်အလံတက်သွားပြီဆိုလက်ကောက်တီးမယ်ဟုတ်ပြီ
ရပြီလားအောင်ဝါပြီးတော့ရင်အနေနဲ့မနေ့တော့ဒုတိယနေရာမှာရှိတဲ့အခါမှာဒီနေ့တတိယနေရာမှာရှိတဲ့အစိမ်းသေးအလံလေးထပ်ပြီးတော့အနေသေးနဲ့အတူတူဘေးချင်းရှင်ပြီးတော့တက်သွားမှာဖြစ်ပါတယ်လက်ကောက်တီးပြီးရပြီဟုတ်ပြီကျေးဇူးတင်ပါတယ်အလံတင်ခန်းသားမှာပါဝင်ပြီးတော့ကူညီပေးသွားတယ်ဆရာမများကိုကျေးဇူးတင်ပါတယ်တောက်တမျိုးပြောလားပြောတယ်နော်မနှက်ဖန်ကြရင်ပြိုင်ပွဲဘာပြိုင်ပွဲလဲပြောပြမယ်နော်ရပြီတီးလုံးရပြီမနှက်ဖြန်မှာတော့ဆရာမတို့ပြိုင်ပွဲဒီတပွဲကမင်းတို့လေ့ကျင့်ချိန်ယူစရာမလိုဘူးလေ့ကျင့်ချိန်ယူရမယ့်သူတွေကဆရာမတွေဖြစ်တယ်ဟုတ်ပြီနော်လေ့ကျင့်ချိန်ယူရမှာဆရာမတွေဖြစ်တယ်မင်းတို့ကယူစရာမလိုမင်းတို့အေးစေးပြိတ္တလောက်ပြီးတော့အဖြေမှန်ကိုပြောရုံပဲငါဘယ်သူလဲဆိုတဲ့ပြိုင်ပွဲဖြစ်ပါတယ်။နောက်ပြန်လေးချင်းချိန်ပြိုင်ပွဲတဲ့လေးချင်းမှာတော့ဆရာမများဖြစ်ပါတယ်။တသားမိမိကဘာပြောမှလဲအဖြေမှန်ဒါကြောင့်မလို့တနင်္လာနေ့တည်းကတင်ထားတဲ့ဟာတွေလည်းသေချာမှတ်ထားမယ်။နောက်ပြန်တင်တာတွေလည်းမှတ်ထားမယ်။ကျန်းစာတအုပ်လုံးကိုလည်းနည်းနည်းပါးပါးပြန်ပြီးတော့လှန်ကြည့်လိုက်အောင်။ဟုတ်ပြီနော်။ဆရာမတို့ကျန်းစာအုပ်ထဲကရှိတဲ့ထင်ရှားတဲ့ပုံကိုယ်တွေရဲ့နာမည်ကိုမေးမှဖြစ်ပါတယ်လို့အဲ့ဒီပုံကိုယ်တွေနော်ဒီမှာဆရာမတွေသရုပ်ဆောင်ပြတဲ့အခါမှာအဲ့ဒီပုံကိုယ်ကဘယ်သူလဲလို့မေးတဲ့အခါမှာဖြေနိုင်မယ်ဆိုလို့ရှိရင်တော့အမှတ်ရရှိမှာဖြစ်ပါတယ်နားလည်လားနားလည်တယ်ဆိုရင်တော့ဒီနေ့ဆရာမတို့ရဲ့သင်တန်းဒုတိယမြောက်နေ့ကိုဖျားသခင်ကောင်းမွန်စွာပို့ဆောင်တဲ့အတွက်ကျေးဇူးတော်ချီးမွမ်းတယ်ဒီကနေ့သင်တန်းကောင်းမွန်စွာပြီးဆုံးရလို့ကျေးဇူးတော်ချီးမွမ်းပြီးတော့ဆုတောင်းပေးဖို့ဆရာမတက်တက်ကိုယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ်ပြီးရင်တော့အမိုက်လေးတွေရှင်းသွားမယ်နော်ကဲကိုတော့တာထိကဖာပထဆူမိထမဲလဘရတာတကညောမွေးလာထူလို့ရပါမှုဆော့ရှိဆာယောစိဘလူဘကဆာဘလူဖို့ဒိုမနီလောတနီးစစ်ကောပမာဘာတာအဝိကတတာတကတော်ဘာတကတော်ကစားဦးတော့ပွားမဆပွားဆိုရင်ဘာဖုန်ဖုခွားတိတဖာအထာလူနေတိတဖာဤပဖလားတော်ရွာလာကပေါ်ကိုတာဘလူဒိုမနီနော်ဖုန်မှုဖုခွားတိတဖာအတောင်မှုတာလေခေါပလို့စစ်ကောကစားကဆူစရခေါပလို့ဘာအော်အတောင်မှုတာလေခေါပလို့ကမာလာကပေါ်ကစားလေအတောင်မှုပုကတဲ့ဆိုရင်မဆဘာနိကေအဝတိအတာကေတဘလို့ဤပုကစားကစရခေါပလို့ဘာရေးဘာခမစစ်ကောကဟက်ကီဘာဝဲရေးဘာကိုစုခရစ်ကိုဒီနာတဲ့ကတိမဆဘာနိကေတော့တနီအတာလေခေါပလို့စိဘလူဘာကစားဘလူဖို့ဒိုမစိဘလူကစားတော့ခရစ်တလေခရစ်တရကစားမီလောပါမှုဆော့စရစ်ဆာရအာမင်ကဲဖုန်ဘွားတဲ့တမစ်ချင်းနေတခုထီးတဲ့ကိုနော်ဘိုင်ကတဲ့ကတော့ခါနော် W တို့မှာမော်ရဆွေခက်လ